မြန်မာနိုင်ငံမှာရာသီဥတုအေးချမ်းနဲ့ပန်းမျိုးစုံဝေစားနေပြီးကမ္ဘာလေခီးတွေပါမဖြစ်မနေလာရောက်လဲပဲကြတဲ့မျိုးတစ်မျိုးရှိပါတယ်။အဲ့ဒီမျိုးကတော့တခြားမဟုတ်ပါဘူး။ပန်းမျိုးတော်လို့ခေါ်ကြတဲ့ပြင်းဦးလွင်မျိုးပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ပြင်းဦးလွင်ရဲ့တမိုင်းဝင်အလှဆုံးထင်ကြရနေရာ၄ခုကြောင်းတင်ဆက်ပေးသွားပါမယ်။ကျွန်တော်နာမည်ကတော့ပိုင်စောထပ်ပါပထမဆုံးသွားမယ့်နေရာကတော့ပြင်းဦးလွင်မျိုးရဲ့အသက်ဝိညာဉ်လို့ပြောလို့ရတဲ့အမျိုးသားကန်တော်ကြီးဥယျာဉ် National ကန်တော်ကြီး Botanical Garden ပဲဖြစ်ပါတယ်ဒီဥယျာဉ်ကြီးဟာအလွန်ကျယ်ဝန်းပြီးကမ္ဘာအဆင့်မီထိန်းသိမ်းထားတဲ့ရာစုနှစ်ချီတစ်ပင်ကြီးတွေစံပြတဲ့တစ်ခွပန်းကင်းတွေနဲ့ရောင်စုံပန်းဝင်ကြီးတွေစိမ့်ဆူဝေစားနေတာပါအထူးသဖြင့်ကံရီပင်ကျဲကြီးတွေကငှက်တွေငန်းဖြူလေးတွေကူးခတ်နေတဲ့မြင်ကွင်းနဲ့ညနေခင်းနေဝင်ချိန်အလှဟာလာရောက်လေပတ်သူတွေရဲ့စိတ်လုံးသားကိုအပန်းဖြေစီမှာအသေးကြပါဒုတိယမြောက်ထင်ကြရနေရာကတော့တဘာဝတရားကဖန်တီးပေးထားတဲ့ပိတ်ချင်းမြောင်တဘာဝလှိုင်ကူပဲဖြစ်ပါတယ်ဒီကူကြီးဟာရှေးအောင်တဘာဝလှိုင်ကူတစ်ခုဖြစ်ပြီးဂူအတွင်းတွေကစီးဆင်းနေတဲ့ကြည်လင်အေးမြတဲ့စိန်ဆန်းရည်တွေငယ်လေးတွေကြောင့်နာမည်ကြီးတာပါဂူရဲ့အတွင်းပိုင်းတစ်လျှောက်မှာဇေဒီပထိုးတွေစင်းတူတော်တွေကိုတပ်ပယ်စွာဖူးမြော်နိုင်မဲ့အပြင်တဘာဝကြောက်ဆက်ပန်းဆွဲတွေရဲ့စမ်းကြယ်လာတဲ့အလှတရားတွေကိုပါမြင်တွေ့နိုင်ပါသေးတယ်တတိယမြောက်ထူးခြားတဲ့အလှတရားကတော့မြို့ထဲမှာရှိနေတဲ့ကိုလိုနီခေတ်လက်ရာရှေးဟောင်းအင်ဂျီပဲဖြစ်ပါတယ်ပြင်းဦးလွင်မြို့ဟာရှေးရခင်ကမေမြို့လိုလူတီများခဲ့ပြီးဗြိတိရှကိုလိုနီခေတ်ကဆောက်လုပ်ခဲ့တဲ့အုတ်နီရောင်အင်္ဂလန်စတိုင်ရှေးဟောင်းဆောက်အုံကြီးတွေနဲ့မြို့နယ်မှာကျန်ရှိနေတာပါဒီအင်ဂျီကိုနောက်ခံထားပြီးပြင်းဦးလွင်မြို့ရဲ့တင်ကြတာဖြစ်တဲ့မြင်းလဲလေးတွေကိုစီးပြီးမြို့ထဲလှည့်ပတ်ကြည့်ရှုရတဲ့ခံစားချက်ကတော့တကယ်ကိုရောမမြို့လေးတစ်မျိုးကိုရောက်သွားသလိုခံစားသိရပါတယ်နောက်ဆုံးမဖြစ်မနေသွားမယ့်နေရာကတော့မိသားစုတွေတငယ်ချင်းတွေတော်တော်ပပအပန်းဖြေလေးရှိတဲ့ပွဲကောက်ရေတကွန်မှာဒီနေရာဟာရေတကွန်ဆင်းဆင်းကနေတွင်တွင်စီးကြနေတဲ့တဘာဝအလှကြောင့်လူကြိုက်များပြီးလက်ရှိမှာတော့ကမ္ဘာအစင်မီအပန်းဖြေဥယျာဉ်တစ်ခုဖြစ်ပုံမူလှပအောင်အဆင်မြင့်တင်ထားပါတယ်ရေတကွန်ဘေးကလှပတဲ့မှန်တရာကြီးပေါ်ကနေလမ်းလျှောက်ရေတကွန်ရဲ့အလှကိုအပေါ်စီးကနေရင်တက်ရှုမပွဲကြည့်ရှုနိုင်ပါဦးမယ်ဒီလိုရာသီဥတုရောတဘာဝအလှတရားပါပြည့်ပြည့်စုံလုံးတဲ့အတက်ကြောင့်ပြင်းဦးလွင်မြို့ဟာမြန်မာနိုင်ငံရဲ့အခြေဆုံးပန်းမျိုးတော်အဖြစ်နေရာယူထားတာပါဗရာသာတို့ဆိုရင်ပြင်းဦးလွင်မြို့ကိုရောက်ရင်ဘယ်နေရာကိုလဲပတ်ချင်ဆုံးလဲဆိုတာကွန်မန့်မှာပြောပေးသွားပါအောင်ကျွန်တော်ကတော့ပိုင်စောထပ်ပါဒါမျိုးဘုဒ္ဓရရတဲ့အကြောင်းအလေးတွေကိုတင်ဆက်ပေးနေသူပါအားလုံးကျေးဇူးတင်ပါတယ်